အားလုံးပဲမင်္ဂလာပါဒီ brother တယောက်မေးထားတာဒီတဲ့မိုးရင်းကစားတာတဲ့မြန်မာဆိုင်မှာစားပိုင်မှုရှိတာတဲ့စေးထိုးတာစေးကိုအကြီးထိုးတာအခုကျွန်တော်ပြပြမယ်မိုးရင်းကစားတာမြန်မာဆိုင်မှာစားပိုင်မှုရှိတာကျွန်တော်နေတာမြန်မာနိုင်ငံကျွန်တော်ကအာဖဂန်နစ္စတန်မှာနေနေတာမဟုတ်ကျွန်တော်ဆော်ဒီအာရေဗျမှာနေတာမဟုတ်ကျွန်တော်မြန်မာနိုင်ငံမှာနေတာမြန်မာနိုင်ငံမှာနေတဲ့အတွက်မြန်မာမိုးရင်းကစားလို့မရဘူးလို့ဘယ်ကောင်းပြောတာမြန်မာနိုင်ငံမှာနေတဲ့အတွက်မြန်မာမွေးငေါ့မြန်မာဆိုင်မှာစားလို့မရဘူးလို့ဘယ်ကောင်းပြောတာပြောတဲ့ကောင်တွေဗမာပြည်မှာမနေခိုင်းနဲ့မောင်းထုတ်လိုက်ကျွန်တော်တခုပြရမယ်စားလို့ရခြင်းမရခြင်းကကျွန်တော်တခုပြရမယ်ဗျာကျွန်တော်မြန်မာဆိုင်မှာဝတ်သားရောင်းတယ်ဝတ်သားအိုးနဲ့ဒီဥစ္စာနဲ့ဗျာဒီဇွန်းတွေဒီလိုခတ်တယ်ပါညာဆိုရင်တော့စားလို့မရဘူးမွေးကားကြီးပဲတည်တံ့ only မွေးကားစားလို့ရတယ် is okay ဘာပြဿနာမှမရှိဘူးနောက်ခုကျွန်တော်ပြောပြမယ်အစ္စလမ်ဘာသာဝင်အမိခံထားတဲ့ရွှေထူးနာမည်ကြီးမိုးပြန်ခေါက်ဆွဲသွားကြည့်လိုက်အခုအစ္စလမ်ဘာသာဝင်တွေတယောက်မှကြော်လှော်နေတာမရှိဘူးနောက်ကိုဘာသာကြားညီကိုတွေပဲလုပ်နေတာပိုင်ရှင်ကအစ္စလမ်ကအမိခံထားတာလုပ်နေတာအလုံးကဘာသာကြားတွေဒီလိုပဲအင်းဝပိုင်ရှင်ကအစ္စလမ်အမိခံထားတာလုပ်နေတာအလုံးဘာသာကြားတွေပဲအခုအဲ့အတွက်ကြောင့်ကျွန်တော်တို့ကဗုဒ္ဓဘာသာဆိုင်မကလို့ဟိန္ဒူဆိုင်ခရစ်ယာန်ဆိုင်စိုက်တဲ့ဆိုင်ဖြစ်ဖြစ်ကျွန်တော်မွေးကားစားတာအပြစ်လားအဲ့လိုအပြစ်လို့မြင်နေတဲ့ကောင်တွေဒီနေရာတခွန်းလေးပဲပြောနေတယ်ကျွန်တော်ရိုင်းရင်ဖြစ်သွားတယ်မပြောတော့ဘူးကျွန်တော်ခုပြောမယ်အခုစားလို့ရတယ်အခုကျွန်တော်ကတော့စားတယ်ကျွန်တော်ဟာကြီးဖြစ်ဖြစ်ပါဖြစ်ကျွန်တော်စိတ်ထဲမှာသတိရင်စားတယ်ကျွန်တော်စိတ်ထဲမှာတန့်ရှင်းတယ်ကျွန်တော်စိတ်ထဲမှာသတိတယ်လို့ကျွန်တော်စားတယ်အစ္စလမ်ဆိုင်တွေညစ်ပတ်နေတဲ့ဆိုင်တွေသွားကြည့်လိုက်အခုအစ္စလမ်ဆိုင်လို့လာပြောတာနာမည်ကြီးရန်ကုန်မြို့ကမြို့လေကောင်ဆိုင်တွေသွားကြည့်တယ်နောက်ဘေးမှာညစ်ပတ်သုတ်ပြတ်နေတာပဲနောက်တစ်ခုရန်ကုန်မြို့မှာရှိတဲ့အစ္စလမ်ဆိုင်တွေအားလုံးရဲ့စပူမှုတွေအစ္စလမ်အစ်စ်တယောက်ပိုင်ကျွန်တော်စီးတဲ့ဖက်နဲ့ပါးရိုက်ခံလိုက်မယ်အခုအားလုံးကဘာသာကြားတွေကြီးပဲလုပ်နေတာ။ကောင်တွေကပြောတော့စောက်ကြီးစောက်တယ်ပြောနေတာ။အခုကကျွန်တော်အဲ့ဒါကြီးမပြောချင်ပါဘူး။အခုလိုများလို့ကျေးဇူးများကြီးတင်တယ်